နော်ကြလို့ရှိရင်တော့ဒီတောတော်ကြီးမြေလေးမရှိတော့ဘူးဒီတော့လေးပြုံးတီးလာမှုတွေမရှိတော့ဘူးဆိုလို့ရှိရင်တော့တနူလေးမှာချီတဲ့ဒီစိတ်ပြိုးရေးတွေကိုလည်းမလဲပနိုင်တော့ဘူးပေါ့နော်ပြီးတော့ရာသီဥတုဖော်ပြန်လာရင်ရေကြီးရေရှမ်းတာတို့မြေပြိုတာတို့တွေလည်းအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်ပြီးခဲ့နေ့မှာဆိုလို့ရှိရင်လည်းဒီရေကြီးရေရှမ်းလို့မြေပြိုတာတို့လည်းအများကြီးဖြစ်သွားတဲ့ဟာလေးလည်းရှိရပေါ့နော်ထားလည်းမဖြစ်အောင်ဆိုရင်ဒီတော့လေးကိုထိမ့်သိမ်းပြီးတော့မှပြန်လဲပြီးတော့မှလည်းစိတ်ပြိုဟာလို့ကာကွယ်ဟာလို့လောက်သွားကြမယ်ဆိုလို့ရှိရင်တော့ရာသီဥတုဖော်ပြန်မှုတွေလည်းရောကြသွားနိုင်တယ်ပေါ့နော်ပြီးခါကြတော့ကျမတို့တနူဖြစ်တဲ့အတွက်ပေါ့နော်တနူရဲ့ရွရတလေးပွဲလန်းတပင်တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေလောက်နိုင်ဖို့ဆိုလို့ရှိရင်လည်းရာသီဥတုကပုံမှန်နေဖို့စောက်နေရေးလေးလည်းပြည်လည်ဖို့လည်းလိုအပ်တယ်ပေါ့နော်အကြောင်းမို့တနူထိုင်နေတဲ့ရန်သားလေးအနေနဲ့ဒီတော့တောင်တွေကိုထိုင်တိုင်းပြီးတော့မှဒီယူရတလေးတွေကိုလည်းမပြော့ပြက်သွားအောင်ပေါ့လေနော်အဲကြောင့်မို့ပြန်ပြီးတော့မှထိုင်တိုင်းသွားကြဖို့လို့တိုက်တွန်းအမှာစကားပြောကြချင်တယ်ပေါ့နော်